ဒီနေ့ကျွန်တော်ဒဂုံစကမ်းမြို့နယ်ရရှိတဲ့ပြည်သက်တွေကိုအရင်ဆုံးရှင်းပြချင်တာကဒီဒဂုံစကမ်းမြို့နယ်ကိုကျွန်တော်ပါဝင်ရှင်းပြရတဲ့အကြောင်းရင်းကတနိုင်ငံလုံးမှာကျွန်တော်တို့တောင်သူလယ်သမားပါတီကနေပြီးမှ400နဲ့မှ34ဦးပါဝင်ရှင်းပြထားပါတယ်ကိုယ်စားလှယ်လောက်အားလုံးကလည်းလူငယ်တွေကြီးပဲတက်တက်ကြွကြွနဲ့ပါဝင်ရှင်းပြကြဒါပေမဲ့နိုင်ငံရေးအတွေ့အကြုံဟုတ်လားဘဝဖြတ်တန်းတဲ့အတွေ့အကြုံအားလုံးအားနည်းနေတဲ့အတွက်တချို့တွေမှာနံပါတ်1တချို့တွေမှာနံပါတ်3တချို့မျိုးနယ်တွေမှာနံပါတ်4နဲ့အဲ့ဒီလိုပဲအခြေအနေကသွားနေပါတယ်ဟုတ်လားဒါပေမဲ့ PR စနစ်နဲ့သွားမှာဖြစ်တဲ့အတွက်ဟုတ်လားပူပင်စရာတော့မရှိပါဘူးထိုက်တဲ့တော့လွတ်တော်တဲ့ကိုဟုတ်လားရောက်သွားကြမှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံရေးလုပ်တယ်ဆိုတာအနုပညာသိက္ခာပါတယ်အနုပညာသိက္ခာပါတယ်ဒါကြောင့်သောသောကဘာဥပေါ်လေးပြောသွားတယ်သူ့ရဲ့ရင်ပတ်ထဲမှာတဲ့ဟုတ်လားနှလုံးမှာဆက်နှချောင်းထည့်ထားတယ်တဲ့ဟုတ်လားလှုပ်လှုပ်ရှားရှားလုပ်ရင်အချိန်မရွေးအသက်ဆုံးရှုံးနိုင်အဲ့ဒီလိုပဲကျွန်တော်ရဲ့ရင်ပတ်ထဲမှာနှလုံးထဲမှာဆက်3ချောင်းထည့်ထားတယ်ဟုတ်လားဆက်3ချောင်းထည့်ထားတယ်ဓာတ်ကနေဆိုရင်လည်းအချိန်မရွေးသိနိုင်တယ်သိခြင်းသိသွားပြီတော့တိုင်းပြည်အတွက်တော့လွတ်သွားခြင်းပါတယ်လို့ပဲပြတ်ပြတ်သားသားပြောကြလိုပါတယ်ဘာဖြစ်လို့လဲလို့ပြောရရင်ကျွန်တော်တို့တိုင်းသူပြည်သားကြိုက်တဲ့မြို့နယ်ကြိုက်တဲ့ခရိုင်ကြိုက်တဲ့တိုင်းလိုက်ကြည့်လိုက်မြန်မာနိုင်ငံသားမှန်သမျှမျက်နာကညှိုးနွမ်းပြီးမျက်နာက0လောက်ပဲရှိတယ်။ဘာဖြစ်လို့ညှိုးနွမ်းတာလဲလို့ပြောရင်ဒီမိုကရေစီလိုချင်လို့လည်းမဟုတ်ဘူး။ဒီမိုကရက်တစ်လိုချင်လို့လည်းမဟုတ်ဘူး။ဟုတ်လားကျွန်တော်တို့အားလုံးဒုက္ခရောက်နေတာစာဝိနေရင်ကြက်တဲနေလို့ပဲလို့ပြောရင်ထောက်ခံလားမထောက်ခံဘူးလား။ဒါကြောင့်ဒီစာဝိနေရင်ရတယ်ကျွန်တော်တို့ပြည်သူတွေတောင်းဆိုနေတာကလန်ကရူဇာကားကြီးတွေကွန်ဒိုတိုက်ခန်းကြီးတွေတောင်းနေတာမဟုတ်ဘူးကျွန်တော်တို့တောင်းဆိုနေတာကစံစဲလေးလျှော်ပေးပါစီစဲလေးလျှော်ပေးပါငပိစဲလေးလျှော်ပေးပါဟုတ်လားကြောက်စဲလေးလျှော်ပေးပါအသားစဲလေးလျှော်ပေးပါဆိုပြီးကမှတောင်းဆိုနေတာဖြစ်တယ်အဲ့ဒီဥစ္စာတွေအားလုံးကလည်းနိုင်ငံခြားကတင်သွင်းတာမဟုတ်ဘူးကျွန်တော်တို့တိုင်းပြည်ထဲမှာဖြစ်တဲ့ဟာတွေပဲမိတ်တွေမြန်မာတွေကြီးပဲဒါပေမဲ့ကျွန်တော်တို့တိုင်းသူပြည်သားအားလုံးကနေမကောင်းမှကျက်စွပ်ပြုတ်ရည်လေးတောက်ပါတယ်နေမကောင်းမှနွားတို့လေးတောက်ပါတယ်နေမကောင်းမှကြောက်ဥလေးသားတယ်ဒါကြောင့်ဒီဥစ္စာတွေကိုနိုင်ငံခြားတင်သွင်းရတဲ့ဟာတွေမဟုတ်ဘဲနဲ့ဒီလောက်ဈေးကြီးနေတာကျွန်တော်တို့တိုင်းပြည်မှာတော်လန်နိုင်တာဆိုလို့လယ်သမားပါတီတစ်ခုပဲရှိတယ်လို့တက်ပြတ်သားသားပြောကြားလိုက်ပါတယ်ဘာဖြစ်လို့လဲလို့ပြောရရင်လယ်သမားပါတီကကျုပ်တို့ပြည်သူတွေအားလုံးဒီမိုကရေစီလည်းနားမလည်ဘူးဒီမိုကရက်တစ်လည်းနားမလည်ဘူးကျွန်တော်တို့ရှင်ထဲမှာဖြစ်နေတာအားလုံးကဗိုက်စာနေတာနဲ့ချွဲထူနေတာပဲသိရင်ဟုတ်လားမဟုတ်ဘူးလားဒါတွေကိုကျုပ်တို့ကျန်တဲ့လူတွေက theory တွေလိုက်ပြောပြီးတော့မှဒီမိုကရေစီဆိုတာဘယ်လိုဝယ်ဒီဘုံခြေခံဥပဒေကဘယ်အပိုက်ကိုပြင်မယ်ဘိုးရည်ပြင်မယ်ဒီရည်ပြင်မယ်လို့ပြောနေတာကျုပ်တို့နဲ့မဆိုင်သလိုပဲကျုပ်တို့လိုချင်တာကစံစေးစီစေးငပိစေးကြဖို့ပဲဟုတ်လားအဲ့ဒီသာဝစိတ်နဲ့ဘယ်အပိုက်ပြင်ဟုတ်လားကျုပ်တို့နဲ့မဆိုင်ဘူးဟုတ်လားဒါကြောင့်နေသမားတွေကစစ်လဲမတိုက်ချင်ဘူးဟုတ်လားနိုင်ငံရေးလည်းမလုပ်ချင်ဘူးတိုင်းသူပြည်သားအလုံးကတိုင်းသူပြည်သားတွေလုပ်ချင်တာစီးပွ